Genuine Fighter တွေအပါအဝင် Brazil Fighter တွေရဲ့ဝေဖန်မှုတွေကိုပါဝိုင်းဝန်းခံနေရတဲ့မြန်မာ Fighter ဂျိုရှုဝါဗန် UFC 331မတိုင်ခင်မှာတင်ဂျိုရှုဝါဗန်နဲ့ Alexandre Pantoja တို့ရဲ့ပြိုင်ဆိုင်မှုကအတော်လေးကိုပူပြင်းနေပါပြီ။မီဒီယာတွေ့ဆုံပွဲမှာလည်းဗန်နဲ့ပန်တိုဂျာတို့အပြန်အလှန်စကားလုံးတွေနဲ့ထိုးနှက်ခဲ့ကြပြီးတင်းမာမှုကလက်တွေ့ပဋိပက္ခဖြစ်လူနီးပါးအထိရောက်ခဲ့ပါတယ်။ဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ Brazil Fighter တွေနဲ့ MMA အတိုင်းဝိုင်းတွေကလူတချို့ကဂျိုရှုဝါဗန်ရဲ့အပြုအမူနဲ့စကားပြောပုံတွေကိုပြင်းပြင်းထန်ထန်ဝေဖန်လာကြပါတယ်။အထူးသဖြင့် Brazil Heavyweight Fighter တဦးကဂျိုရှုဝါဗန်ကိုရည်ရွယ်ပြီး AI နဲ့ဖန်တီးထားတဲ့ဗန်ရဲ့ကလေးဘဝပုံစံပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပြီးပြင်းထန်တဲ့စကားလုံးတွေနဲ့လည်းရေးသားခဲ့တာကြောင့် online မှာအငြင်းပွားမှုတွေပိုပြီးကြီးထွားလာခဲ့ပါတယ်။အခုဆိုရင်ဗန်နဲ့ပန်တိုဂျာတို့ကြားကပြိုင်ဆိုင်မှုဟာသူတို့နှစ်ယောက်တည်းရဲ့ပွဲကြိုစကားလုံးတိုက်ပွဲမှာရက်မနေတော့ပဲ Brazil Fighter တွေနဲ့ဗန်ဘက်ကပရိသတ်တွေကြားမှာပါအပြန်အလှန်ဝေဖန်မှုတွေဖြစ်ပေါ်လာတဲ့အထိကျေပြန့်လာပါတယ်။ဒါပေမဲ့ဂျိုရှုဝါဗန်ဘက်ကတော့ဒီလိုဝေဖန်မှုတွေနဲ့ဆိုရှယ်မီဒီယာပေါ်ကတိုက်ခိုက်မှုတွေကိုအာရုံစိုက်နေမဲ့အစားလေ့ကျင့်ရေးကိုပဲအာရုံစိုက်နေပါတယ်။ဗန်အတွက်အရေးကြီးဆုံးကစကားလုံးတွေနဲ့ပြန်လည်တုံ့ပြန်ဖို့မဟုတ်ပါဘူး။အကောင်းဆုံးတုံ့ပြန်မှုကတော့အောက်တိုဂွန်ထဲမှာသူ့ရဲ့စွမ်းဆောင်ရည်နဲ့တက်တည်ပြဖို့ပါပဲ။အခုပြန်လည်တွေ့ဆုံမဲ့ဗန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲမှာလည်းချန်ပီယံခါပတ်အတွက်တိုက်ပွဲဝင်ရုံတင်မကပဲအရင်ပွဲနဲ့ပတ်သက်ပြီးထွက်ပေါ်ခဲ့တဲ့ဝေဖန်မှုတွေကိုပါအောက်တိုဂွန်ထဲမှာအဖြေပေးရတော့မှာဖြစ်ပါတယ်။ Brazil Fighter တွေဘက်ကဘလောက်ပဲဝေဖန်မှုတွေထွက်ပေါ်လာပါစေဂျိုရှုဝါဗန်အတွက်တော့အကောင်းဆုံးတုံ့ပြန်မှုကစကားနဲ့မဟုတ်ပဲပွဲထဲမှာလက်တွေ့စွမ်းဆောင်ရည်နဲ့တက်တည်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့် UFC 331မတိုင်ခင်ဝေဖန်တိုက်ခိုက်မှုတွေပိုများလာနေတဲ့ကြားမှာဂျိုရှုဝါဗန်တယောက် DPR တွေကိုကြော်ဖြတ်ပြီးပန်တိုဂျာကိုထပ်မံအနိုင်ယူနိုင်မလား။ပြီးတော့သူ့ရဲ့ချန်ပီယံအဆင့်ကိုအောက်တိုဂွန်ထဲမှာတက်တည်ပြနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပါ။ပရိသတ်တို့ရောဘယ်လိုမြင်ကြလဲ။ Brazil Fighter တွေရဲ့ဝေဖန်မှုတွေကဗန်ပေါ်ဖိအားပိုများစေမယ်လို့ထင်ပါသလား။အမြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။